အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ကတော့ပြင်ဦးလွင်မှာတရက်သွားအိပ်ပြီးတော့စားခဲ့တာလေးတွေရိုက်ထားတဲ့ vlog လေးပဲဖြစ်ပါတယ်မန္တလေးကနေပြီးတော့နေ့လယ်တနားခွဲလောက်မှာမမျိုးတက်ပါတယ်မမျိုးရောက်တော့မိုးရီကလည်းရွာနေရယ်ဘိုက်စာနဲ့ရှမ်းခောက်ဆွဲဝင်စားတယ်ဒါလေးကတော့မြီးရှည်လည်းစားကောင်းတယ်လို့ပြောတယ်ပြီးတော့တူဖူးကြော်လေးကတော့တော်တော်ကောင်းတယ်အားကောင်းပါတယ်တူဖူးကြော်ကလေကော်ဖီကတော့အရသာပေါ်တယ်ပြီးတော့ဆန်စီဝတ်သားလုံးခောက်ဆွဲကောင်းတယ်တအားပဲစားလို့ကောင်းတယ်ဆန်စီဝတ်သားမိုးကလည်းအေးလေးနဲ့ဆိုတော့နေလို့လည်းကောင်းစားရလည်းစားလို့ကောင်းတယ်ပြီးတော့ဝတ်သက်ချင်စီတက်ဥပေါင်းစားလို့ရတာတော်တော်ကောင်းပါတယ်ဆိုင်လေးကတော့ဒီဆိုင်လေးပဲဖြစ်ပါတယ်ဆိုင်နာမည်လေးကကျိုင်းတုံရှိကျိုင်းတုံရှမ်းယူရအစားစားတယ်ပြီးတော့မီးရောက်လို့ရှိရင်ရှမ်းကအချိုမုံကစားမမစားဘဲနဲ့မပြန်ဖုန်းချူရေးစားခဲ့ပါတယ်ဝေကတော့9ပေါင်လောက်တော့တက်လာလောက်ပါစားချင်တာစားခဲ့ပြီrest မလိုက်ရမ်းကြိုက်တယ်ညကြတော့ဟိုတယ်မှာစားတယ် rest မလိုက်ပြီးတော့ဒီမလိုက်ဦးလေးရအားကောင်းတယ်တအားကြီးလည်းဤစိတ်မနေဘူးစားလို့တော်တော်ကောင်းတယ်ဟောနောက်နေ့မနက်မှာမော်ဒန်ယူပါတယ်မနက်စောစော6နာရီခွဲလောက်မော်ဒန်ယူမှာမစားဘဲနေတော့အိမ်မပြန်တူဖူးတွေဝတ်သားခောက်ဆွဲစားခဲ့တယ်အားလုံးပဲကျေးဇူးတင်ပါတယ်